ကိုဆိုလို့ရှိရင်လည်း तू ကအဲ့လိုပေါ့ဟိုပါပေါ့တဲတို့ကတော့မဟုတ်တော့ဘူးလေရှင်းနှစ်ကပြည့်သွားပြီဟိုအဲ့ဒါပြောတာရှင်းနှစ်တောင်ဆိုတာနဲတာမဟုတ်တော့အဲ့ဒါကြောင့်ပြောယောက်ျားမြူကြတဲ့ဂျင်းတွေလို့ထမတော့တဲတို့ပါတော့ဗောတည်ရနောက်ကြတော့ဖတ်တီတို့ဝတ်တုတ်တို့လို့ပြောပါပါသူ့ဖေနာထိုင်လို့လည်းမရဘူးသူ့ဖေနဲ့မုတ်တူတူစားလို့လည်းမရဘူးသူကအဲ့လိုမျိုးသူအခုထိမအေးဘူးတော့မရသေးဘူးကျန်တာသူ့မောင်တော်ရရင်ရအောင်ရှိပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ MSB ဆရာမသူရိုက်ထားတဲ့ကြော်ညာတွေကလည်းများတယ်လေဒီတကွေးလုံးကသူရိုက်ထားတာတွေတော်တော်များတယ်ဆိုတော့အဲ့ခါကျတော့ဟိုပါပေါ့အကုန်လုံးကလည်းသူလက်ဆောင်တွေပေးကြတယ်အဲ့လိုပေါ့ဟိုခေါ်ကြတာပေါ့နော်ခေါ်ပြီးတော့လာခဲ့ပါဦးလာလဲပါဦးပေါ့အဲ့တော့သူကြော်ညာရိုက်ထားတဲ့ဘယ်လိုဒီခေါ်လိုက်အောင် ဟိုဆိုင်ကနေလည်းလိုက်ထုတ်ဆက်ပေးတာတလားတူလားတို့ရေတကြိုးခေါ်နေဟဲ့အမအရန်စားရနော်ကဲဘလို့ရစားလဲရောက်တဲ့လိုက်ကြည့်တာသူလုံးဝဒီလိုပွဲဆိုကြိုက်တာလားမဟုတ်နော်ဒါအော်လိုက်ပါဦးဝါဘဝအော်လိုက်ပါဦးဘဝတို့ရေဟိုဒါသမီးလေးကနော်ဒါမောင်လေးသူ့မောင်လေးအရန်ချစ်တယ်အများနဲ့သူနဲ့အများနဲ့ပါစီချင်တဲ့ပုံမှာဟောဒါအခုဘလို့လေးဖခင်တယ်လို့ကိုကဖြစ်ရလဲပြောပြပါဦးကောင်းပါတယ်သူတို့ကလောလောဆယ်တော့သူတို့တဲ့တယ်ပေါ့နော်တဲ့သူကလည်းချစ်တော့ကိုရီးယားလည်းသူတို့ကတဲ့အောင်ဟိုမနာလိုစိတ်မရှိအောင်ဈားတွေကနေနိုင်လို့ဘလိုမျိုးတွေရှိရလေပပတို့ချီလို့ရှိရင်သူတို့ချီသက်ရှာလဲလို့ချီရမျိုးလေးတွေပေါ့အဲ့တော့သူကလည်းမတိစေရတော့သူ့မှာတော့ရှိမှာပေါ့အဲ့မျိုးလေးကိုရီးလည်း just လောက်အောင်အကြီးနဲ့ငယ်ကိုမှကိုမြအောင်လုပ်ပေးရတာပေါ့မြအောင်လုပ်ပေးရတာအငယ်ကိုလည်းအငယ်လည်းဦးစားပေးရအကြီးကိုလည်းတတ်လက်နာပါမလားအကြီးကိုလည်းအကြီးလည်းဦးစားပေးရအဲ့လိုပြောရှိတာပေါ့နော်ဟုတ်ရှိမြအောင်လုံးကိုမြအောင်ဟုတ်ကဲ့ဟိုအရန်ချစ်တယ်ဆိုပေမဲ့လည်းဘလို့မှတော့သူ့စိတ်ထဲမှာမသိစိတ်ထဲရတော့ပေါ့နော်ခလေးကိုချီးတဲ့အချိန်တွေပါကြလို့ရှိရင်သူမသိစိတ်ကနေတော့နည်းနည်းလေးတော့ဖြစ်တာပေါ့လေဒါပေမဲ့ကိုရီးယားအဲ့အားလေးတွေကိုမသိကြအောင်ဆောင်ပြီးတော့အကြီးကိုသူ့ဘယ်လိုပြောမလဲယူဆိုင်တဲ့အကြောင်းချစ်တဲ့အကြောင်းအဲ့လိုမျိုးလေးတွေပြောရတယ်မောင်လေးကလည်းသူ့အရန်ချစ်တယ်ဆိုသူ့မောင်ကလည်းအရင်ဆုံးမမပဲရင်ပေါ်တာအဲ့ခါကျတော့မထွက်ရှာသူ့မှာဗနာလိုစိတ်ဝင်ဝင်နေတကားအဲ့လိုဖြစ်နေတာပေါ့နော် jealous ကနည်းနည်းလေးပိုရော့သွားတာပေါ့လေအဲ့ဆိုသူ့မောင်ပထမဆုံးခေါ်ရတယ်အမပပတယောက်ပဲခေါ်တာမေတော့မှအခုမှမေကအခုမှဒီအဲ့ဆိုမိုးလင်းတာနဲ့မမလို့ခေါ်ပြီးတော့သူ့မအကြောင်းသွားနိုင်တယ်ဆိုတော့အရေးတန်းသူ့မကိုလိုရတယ်တို့ကအရင်ဆိုးတယ်အဲ့နိုးပြီးလို့ရှိရင်မမချကျောင်းသားဘုရားနိုးပေးတာဟုတ်လားနိုးလားဟုတ်လားတို့လားနိုးလားဒိုးလာနဲ့သူကနိုးပြီဒိုးလာရဲ့နိုးပြီသူကိုရင်နိုးရတာခက်တယ်မမလေးလာနိုးကိုအဲ့လိုစပေးအောင်ရဟုတ်ဖက်ရှားရဲ့စစ်ဘယ်လိုရှိလဲသူကအရင်ချစ်တာလေဘိုင်ထဲမှာတော့လည်းအရင်ချစ်တယ်ပဲတခုပဲညီမလေးလိုချင်တာလေတခုပဲအခုတော့ပြောနေညီမလေးနောက်တစ်ယောက်မွေးပေးပါအောင်မမေရဲ့တဲ့ကောင်းပါလေဒီနားမှာနောက်တစ်ယောက်ဆန်သေးတယ်အေးဟုတ်တယ်နော်အဲ့တော့မမေကမွေးပေးမလားညီမလေးမလားနောက်တစ်ယောက်ကိုထပ်မွေးနောက်တစ်ယောက်မွေးလို့ယောက်ျားလေးဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့မဖြစ်ပါအောင်မမေရဲ့ညီမလေးပဲဖြစ်မှာပါတဲ့ဆိုတော့ရှောက်ညီမလေးမွေးခိုင်းတာအဲ့တော့ဒီဘယ်လိုလဲအစီအစဉ်ပလန်ချနေတယ်ဒါတော့ပြောတော့ပါပဲဟာဒါတွေကဟိုပါဘယ်လိုလဲလွယ်ကူတဲ့ကိစ္စတွေပုံလို့သူ့ဖေကတကယ်တော့အလိုလိုက်တယ်ဆိုတာတော့စီကံကြည့်တယ်အဖေကကြတော့တခုခုဆိုလို့ရှိရင်လဲဟိုပေးတယ်ဆိုတာ gift and take လေးဆိုတော့လုပ်ပေးတာပေါ့နော်ပပနော်လေးလို့ရှိသွားလို့ရလားနားလဲအောင်လည်းပြောပြတော့ဆက်တော့ရှိသွားတယ်ရတော့လေသူတို့မိလည်းဒီလိုဒီမှာဆရာကြီးတက်လို့ရလားတော့ရတာဗောဒီမှာလိုက်တာ那他妈我都谈了的。我都来对啦。我တယောက်တော့စတယ်ရှင်းစားဘယ်လိုစီကနေပြီးတော့အချစ်ကူရတာဘယ်လိုပြောလိုက်တာခုနကတို့ခေါ်နေတယ်ဝတ်တုံးတဲ့တို့ခေါ်နေတဲ့တကြိုးတို့မှတကြိုးဆိုအိမ်မှာဆိုရမ်းစီရတာတိတ်မကြားလို့ဆိုးတယ်သူကတက်ပလက်တို့ဖုန်းလို့တော့မပြဘူး TV ကကြာသူ့ချိန်လေးနဲ့သူလည်း9နှစ်ပြည့်တော့မှဆိုတော့ဒါလေးပြလို့ရှိရင်သူ့ချိန်နဲ့သူပြတယ်ပြတဲ့အခါမှာလည်းမကြည့်နဲ့တော့သူ့ဖေကလို့ပြောလဲမကြည့်တော့ဘူးကလိမ့်ပါတယ်ပြဿနာတော့ကျောင်းနေရလဲလို့မသိရင်လားဆိုတော့တချို့ဟာတွေကျတော့ဒါ second time ကတော့လိုတာပေါ့နော်ဟုတ်တယ်နည်းနည်းကြာတော့နားထောင်လုံးမယ်တို့မှာဆုံးလို့လေကြို့ရတယ်ဆိုကလေးတွေအရန်စားချင်တယ်မလားလို့ရေခဲမုတ်တို့အချိုးတွေလေအဲ့လိုမျိုးတွေရန်စားချင်တဲ့အခါကျရင်အဲ့လိုတို့
ပေးတော့စားရတာပေါ့နော်နည်းနည်းပဲစားပြီးတော့မစားနေတော့ဆိုလေ သူနားလည်အောင်ပြောထားတာပေါ့ ကိုရီစားခြင်းတဲ့အခါကျတော့သူတို့ရှိမှမစားဖြစ်ပဲနဲ့ကိုရီလည်းဘလို့စား အိမ်မှာ ပြန်ခိုးစားပေါ့ ကိုရီးယားလည်းအဲ့လိုအိမ်မှာအချိုးသိမ့်မစားတဲ့မိသားစုဖြစ်နေတော့တော်သေးရဲ့ပေါ့နော် ဆက်စံဝတ်တုတ်ပဲ ဟုတ်လား အပြင်သွားလို့ရှိရင်မခေါ်ရဲဝတ်တုတ်အများကြီးလှည့်ကြည့်လို့ ပြောချင်တာဝတ်တုတ်တွေများပါတယ်များပါတယ်အဲ့လိုပြောချင်တာ မျိုးသမီးတို့ရောစိတ်ကောင်းနေပြီ အလကားစားနော် လည်းကတော့ရှောင်းပြောတယ်ဆဲပါပြင်မခေါ်ပါဘူး ကိုဆိုလို့ရှိရင်လည်း तू ကအဲ့လိုပေါ့ဟိုပေါ့တဲတို့ကတော့မဟုတ်တော့ဘူးလေရှင်းနှစ်ကပြည့်သွားပြီဟိုအဲ့ဒါပြောတာ ရှင်းနေတာဆိုတော့နဲတာမဟုတ်တော့ အဲ့ကြောင့်ပြောယောက်ျားမျိုးကြားနဲ့ချင်းနေလို့ထမတော့တဲတို့ပါတော့ဗောတကယ်နောက်ကြတော့ဖတ်တီတို့ဝတ်တုတ်တို့လို့ပြော ရှင်းနေမှာဒီလောက်ထိဒါပြောပပနဲ့ဖြေနိုင်တာတော့ကောင်းတယ်ပြောဘယ်လိုခေါ်မလဲကလေးတွေနောက်လိုက်တာနဲ့ကိုယ်တွေသူလဲသူလုပ်ချင်တဲ့ဟိုဟာလရှင်းဆိုတဲ့အပိုင်းတွေကိုယ်လည်းကိုယ်လုပ်ကိုအားလုံးကဘယ်လိုခေါ်မလဲအဲကြောင့်မြင်တယ်ဘာမှမသိလိုက်ဘူးဘယ်လိုအပိုင်းတွေခွဲထားတဲ့အခါကျတော့အားတွေအားလုံးဝိုင်းလုပ်တဲ့အခါကျတော့တကယ်ကြောင့်ရှင်းနေဆိုမြန်ပါတယ်ခုချိန်ထိလေဒါဟိုလုတ်စရာတွေရှိနေသေးရတော့ဒါအစ်စ်ပုံစံဖြစ်တော့မှာပေါ့အလုပ်တွေကလည်းဟိုအဲ့လိုပဲအများကြီးခွဲပြီးတော့တူတူတက်ကြိုးစားမှာတွေအများကြီးရှိတာပေါ့ပြီးတော့ဒီဥတီချက်တွေကလည်းကလေးတွေပေါ်မှာအများကြီးလောက်ရတာပေါ့ဟိုထွက်ရှားရှိမယ်တို့ရှိမယ်ဆိုတော့ပြန်ပြီးတော့ဟိုဘယ်လိုခေါ်မလဲအစ်စ်တွေကလုံနေရဆိုတော့ဟိုအားကြောင့်ဝတ်တုတ်ဖြစ်သွားတာ နောက်ဆုံးလည်းပူတာပဲဆိုင်တာဘာမှမဆိုင်နောက်ဆုံးတော့ ဒါလည်းဟိုအရှိဖြစ်မှာဆိုလို့ ကလေးကိုဘယ်လိုချိန်ပေးလဲပေါ့နော်ဘယ်လိုချိန်ပေးလဲပြောလိုက် သူနဲ့လည်းအချိန်ပေးပြပါတယ် ဘယ်လိုချိန်လဲဘယ်လိုချိန်လဲနေရာနဲ့တီဗီကြည့်နေတော့သူသမီးကပါပါဆိုပြီး သူကတော့ဝင်လာအဲ့လိုမျိုးဆို အဲ့တော့ကိုကတ်တန်နဲ့သမီးကလူပြီးသားပြောရတယ်ပေါ့ သူကကလို့ပြောအမလေးပြောမနေနဲ့တော့တူတူထိုင်နေနဲ့လေပါပါသူ့ဖေနာထိုင်လို့လည်းမရဘူးသူ့ဖေနဲ့မဟုတ်တူတူစားလို့လည်းမရဘူးသူကအဲ့လိုမျိုးသူအခုထိမအေးဘူးတော့မရသေးဘူးကျန်တာသူ့မောင်တော်ရရင်ရအောင် ရုရှားအလစ်ကိုဘယ်လိုဆောက်ပါနှစ်ယောက်သားဒိတ်ဖို့ပေါ့ တယောက်သားဒိတ်ဖို့ကတော်တော်လေးကိုအချိန်ယူရပါ သူကလည်းအခုကလိုက်လို့ရတဲ့ရွယ်ရောက်နေတယ်နှစ်ပြည့်တော့မှာဆိုတော့တော့ဆန်ဆိုလည်းလိုက်တယ်လိုက်လို့ရ တော်တော်ပြနေ ငြိမ်သွားပြီလေလူကြီးတယောက်လို့စားမယ်တောက်မယ်ဖြစ်နေပြီ အိမ်မှာမောင်လေးလည်းရှိတာပဲလို့ဟိုဘိုးဘွားလည်းရှိနေခဲ့ပါလားဟာနေခဲ့တယောက်တည်းဆိုသူ့ထားခဲ့တယ်သူအဲ့လိုဖြစ်နေတာအဲ့တော့ဒါပေမဲ့တချို့အချိန်တွေတော့နေခဲ့ပါတယ် သူနေခဲ့တဲ့အချိန်ကြီးကြာပြန်လာရင်ရောသမီးကိုထားခဲ့တာလားပါတော့ဆိုပြန်တွေ့သေးလားပြောသေးလား ပြန်မလာမချင်းဆောင်နေရ စောင်းနေ အဲ့လိုဖုန်းဆက်လာ စောင်းနေ ပြန်မလာမချင်းဆောင် ခီးထွက်ရင်တော့ဗာလဲ2ရက်ရတယ်ဆိုလားပဲသူ့မေးအောင် ပြန်မလာမချင်းဆောင်နေ ထွက်ရင်2ရက်ရတယ် အဲ့ဒီဖုန်းလေးပါလေလမ်းဆက်ပြီးတော့လေသူကမအေကိုဆက်တာပေါ့ဘူးနော်သူကဟိုဗာဖအေကိုဆက်ပြီးတော့မှပပတဲ့ဟိုဗာမလာသေးဘူးလားထွက်ချမအိတ်သေးဘူးတော့တဲ့စောင့်နေမှာလို့တဲ့အဲ့ပြီးနွမ်းလို့တဲ့အခဏလေးတော့ပြီးလို့ရှိပါလေမတွေ့ရတကဘာလောက်ရှိ ကဲမမေမချဲနဲ့တော့မမေမချဲနဲ့တော့ တွေ့ရတကဘာလောက်ရှိနေပြီဆိုရဲလို့ပြောအခုသူ့မောင်လဲသူ့တိုင်းပဲလာမှာပေါ့သူ့မှာပြောတာကြည့် ပြီးတော့အဲ့ပေါ့ တယောက်လုံးတူပြီးအဖေကိုတယောက်လုံးကတ်သွားမှာ လက်ဆောင်မရသေးဘူးပေါ့ လက်ဆောင်လားမှားတာတော့ ပါတာရယ်နော် ပါလေ ပါလေ သူ့မှာထားဟောလား 10နှစ်ပြည့်ကြရင်ကိုပြလိုက်ပွဲလုပ်မယ်လို့ အဲ့ဒါမနစ်ကလည်းပြောသေးတယ် အဲ့ဒီ10နှစ်မပြည့်သေးဘူး အဲ့ဒီဘာတက်ပြီးနေတာဆောင်မှာဆို ဘာပြန်ကောက်သွားဘာစကားတိုင်းပြန်ကောက်သွား အဲ့ဒီမင်္ဂလာဆောင်မယ် တက်ပြီးနေတာဆောင် ဆယ်နှစ်ပြည့်ကြလို့ရှိရင်တော့တေချာလေးလုပ် ဒီစားလုပ်မယ်လေ လို့အဲ့နဲ့ အဲ့ကြရင်လာခဲ့ကြဒီကြားခဏနာကြ ဒီ တာ ခေါ်မယ်ဒီခေါ်မယ်အဲ့မလေးမှာကုံလို့စိတ်ချမ်းသာအောင်ထားပါတယ်ခလေးတွေနဲ့လည်းရှိရောစိတ်ချမ်းသာလည်းစိတ်ချမ်းသာပြောလဲပြောဘာလို့တန်းတာ ရေးလာပြီဘာချိုင်းမေးလို့နေပြီ သူတို့တော်တော်ချစ်ကြတယ် နှစ်ယောက်လုံးကိုချစ်ပြီးအဓိကကလေးတွေကိုချစ်ပြီးတော့ကိုယ်တွေလည်းဝမ်းသာပါအဓိကကိုယ်တွေကလေးတွေချစ်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ် Myanmar Star Bazaar